ကျမအခုရောင်းချပေးမယ့်နေရာသည်ရန်ကုန်တိုင်းဒေသကြီးမြောက်တကုံမြို့နယ်38ရပ်ကွက်ဖြစ်တဲ့မန္တလေးလမ်းမကြီးကျောကတ်ဖြစ်တဲ့ပေ40ပေ60ခရံမြေကွက်ကလေးကို3,300နဲ့ရောင်းချပေးမှာပါရှင်ပေါ့နော်ဝယ်ယူသူများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျမတို့ရောင်းလေရောင်းထားမရှိရပေါ့နော်မြောက်တကုံမြို့နယ်လေးကိုရောင်းချပေးမှာပါရှင်ပေါ့နော်ကျမတို့နေဖို့အသင့်ပေါ့နော်တိုက်တစ်လဲပါပဲပြီးတဲ့ခါကျအိတ်ခမ်းနေရေဘူးရေအေးအဲအားကွန်ပေါ့နော်အိမ်တွင်းပရိဘောဂါတွေပေါ့နော်ပါတင်တလောက်ပါတဲ့အနေထားလေးပြီးတဲ့ခါကျလို့ရှိရင်ဒီဟာကလေ38ရက်ကွက်ကလေးဖြစ်တယ်မိန်းလမ်းမကြီးရဲ့ကြောကတ်ဖြစ်တယ်ကျမတို့ဗန္ဓုလလမ်းမခေါ်ပေါ့နော်မန္တလေးလမ်းမကြီးဆိုလို့ရှိရင်လူတိုင်းသိကြတဲ့အတိုင်းပဲပေါ့နော်နာမည်ကြီးလမ်းဖြစ်တယ်ဒီရဲ့မန္တလေးလမ်းမိန်းလမ်းမကြီးရဲ့ကြောကတ်ကလေးကိုကျမအခုရောင်းချပေးမှာအလှဲ့ဆိုလို့ရှိရင်လေမြောက်ဖက်အလှဲ့လေးဆိုတဲ့ခါကျတော့ကျမတို့နေရိတ်တဲ့အထဲမှာပါတယ်ပေါ့နော်အိမ်နံပါတ်ပေါင်ချင်းလေးရ2ကနန်းခရံမြေလေးဖြစ်တယ်ပေါ့နော်အယောင်မြေပုံရာဆိုရင်ကူထားပြီးသားပါရှင်ပေါ့နော်ရောင်းမြေဈေးနှုန်းဆိုလို့ရှိရင်တော့3,300ကိုညှိနှိုင်းလေးနဲ့ရောင်းချပေးမှာဖြစ်နေတဲ့အတွက်ကိုအိမ်ရဲ့ဖွဲ့စည်းပုံအနေထားလေးကိုတစ်ချက်လောက်လေးကြည့်ရှုပေးပါဦးရှင်ခုဒီဟာကတော့ကျမတို့အိမ်တီရှိရပါတော့မျက်နှာစာမိန်းလမ်းမကြီးဖြစ်တယ်ကား2စီးသွားကောင်းကောင်းရတယ်ပေါ့နော်လမ်းမှာရေဝတ်တာတို့ရေတက်တာတို့ပေါ့နော်လုံးဝမရှိပါဘူးရှင်လမ်းတော်တော်ကောင်းတဲ့ထဲမှာပါတယ်မန္တလေးလမ်းမကြီးရဲ့ကြောကတ်ပေါ့နော်အားလုံးသိကြတယ်ဗန္ဓုလလမ်းမခေါ်မန္တလေးမိန်းလမ်းမကြီးရဲ့ကြောကတ်ပါရှင်ဒါကတော့အိမ်ရဲ့တည်နေရပါရှင်ကျမတို့အိမ်ထဲဝင်လာပြီဆိုလို့ရှိရင်လည်းကားပါကင်ကောင်းကောင်းပေါ့နော်ရပါတယ်ရှင်အထဲမှာဆိုကား4စီးလောက်ကောင်းကောင်းလေးရက်လို့ရတယ်ဘေးမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးအုတ်တိုင်းတွေကာထားပြီးတာပေါ့နော်အိမ်ရဲ့ဝင်ပေါက်ဆိုလို့ရှိရင်လည်းအခုလိုမျိုးတန်မန်းတန်တကားတွေပေါ့နော်ကျမတို့မြင်းကြီးတက်ပေါ့နော်အဲခန်းဝင်လာပြီဆိုတာနဲ့အခုလိုမျိုးဆိုလို့ရှိရင်တော့ကျမတို့လိုက်ကားတွေတက်ထားပြီးတာအဲယာကွန်တစ်ခါလေးပါထားပြီးတာအလှမီးကြိုင်ကြီးတစ်ခါလေးတက်ဆင်ထားပြီးတာပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းဧည့်သည်ဆောင်ပဲလာမယ်ဆိုလို့ရှိရင်နားနေကန်တစ်ခါလေးလုပ်လို့ရတယ်အဲ့လိုမျိုးမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းယုံကန်းပေါ့နော်လူကြီးမိဘတွေပြန်ပါလာခဲ့တယ်ဆိုလို့ရှိရင်လည်းအပေါ်တက်လီကားကိုမတက်ချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာအိတ်ခမ်းသဘောမျိုးတွေနဲ့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့မြင်းကြီးတက်မှာဆိုလို့ရှိရင်တော့အခုလိုမျိုးအခန်းတစ်ခန်းပါလိမ့်မယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်း master bedroom ပါလိမ့်မယ်တစ်ခန်းပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းအိမ်ရှင်မတွေအတွက် kitchen ခန်းတစ်ခန်းပါလိမ့်မယ်အများဆုံးအိမ်သာပါလိမ့်မယ်ပေါ့နော်ဒါကတော့အပေါ်တက်တဲ့လှေကားပါရှင်အပေါ်တက်တဲ့လှေကားပါအစပေါ့နော်ဒီရဲ့ထူးခြားချက်ကလေးကတော့ကျမတို့ဒါကျွန်းပါကြီးတစ်ခါတည်းခင်းထားပြီးသားပေါ့နော်ဒီရောက်မှဆိုရင်လည်းမလိုအပ်တဲ့ပစ္စည်းတွေပေါ့နော်ကျမတို့ဒါသိမ်းဆဲလို့ရအောင်လို့မျိုးပူအောင်သဘောမျိုးလေးလည်းတစ်ချက်ရှိသေးတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျမတို့ဒါ master bedroom အခန်းလေးဖြစ်တယ်ဒီဘက် master bedroom အခန်းပေးရဲ့ဒီဘက် base မီးဖို့ချောင်းပေါ့နော် kitchen ခန်းလေးဖြစ်တယ်မီးဖို့ချောင်းမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးပေါ့နော်မီးဖို့ကုန်လေးပါတွေကတော့ကျွန်းကနေတခါတည်းလုပ်ပေးထားတာပေါ့နော်ကျွန်းပါကိန်းလေးပါတွေတခါတည်းကျွန်းနဲ့ဖွဲ့စည်းပေးထားတယ်ကျမတို့အပေါ်ထပ်ရောက်ပြီဆိုလို့ရှိရင်လည်းဒီဘက်မှာဆိုလို့ရှိရင်အောက်ထပ်ကအတိုင်းပဲ master bedroom တစ်ခန်းပါလိမ့်မယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်း master bedroom တစ်ခန်းပေါ့နော်ညနေချင်းဆိုင် master bedroom 2ခန်းပါပြီးတော့အများဆုံးအိမ်သာတစ်ခုပါလိမ့်မယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းကျမတို့ဒါအေခန်းအကျယ်ပေါ့နော်အရှိမှာဆိုလို့ရှိရင်လည်းအပြင်ထွက်တဲ့ဝရဏတစ်ခုပါရှင်ပေါ့နော်ဒါကတော့အောက်ထပ်ကလိုပဲပေါ့နော်ကျမတို့ဒါအခန်းတစ်ခန်းသီးသန့်ထပ်ပြီးပါသေးပါတယ်ရှင်
စိတ်ဝင်စားလို့ဆက်သွယ်မယ်ဆိုရင်တော့3994289664 3994898994ကိုမနက်9:00နာရီကနေညနေ9:00နာရီတွင်ကျမတို့89 Valley အိမ်ချမ်းမြေကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်ရှင်ရုံးခန်းတီနေရဆိုရင်တော့တောင်တကုံမြို့နယ်25ရပ်ကွယ်ပလဲရတနာလမ်းမပေါ်ပါရှင်ပေါ့နော်ပြည်ထောင်စုမိန်းလမ်းမကြီးရောက်ပေါ်ပန်းချံကားမှတ်တိုင်နဲ့နီးပါတယ်ရှင်ပေါ့နော်ဒါကြောင့်မလို့ကျမရဲ့ဝယ်ယူသူရောင်းချသူပေါ့နော်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်တယ်အယောင်အချင်းသူများစုံစမ်းမေးမြန်းခြင်းသူများပေါ့နော်ခရံအမိပေါက်ပြောင်းလဲခြင်းသူများဆောင်ရွက်စာတမ်းစစ်ဆေးခြင်းသူများကျမတို့89 Valley အိမ်ချမ်းမြေကိုနေ့စဉ်နေ့တိုင်းလာရောက်စုံစမ်းနိုင်ပါတယ်ကျမတို့ဖုန်းဖြစ်ကလည်းဆက်သွယ်လို့ရတယ်လို့မျိုး Viber Messenger အနေနဲ့ဆက်သွယ်နိုင်ပါတယ်ရှင်ပေါ့နော်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်